ဒီနေ့အလုပ်ပေးတရားတပုတ်ထုတ်ပြီးတော့ဟောကြားပါစို့ဒီနေ့ဟောကြားမယ့်အလုပ်ပေးတရားကတော့ဝဂ္ဂလိယဟန်လေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားအလုပ်ပေးတဲ့အလုပ်ပေးနည်းပေါ့ဝဂ္ဂလိယဟန်လေးမြတ်စွာဘုရားသာဝတိပြည်စီတွင်ကြောင့်မှာတရင်သုံးပြီးတော့သာဝတိမြို့ရဲ့ဆွမ်းခံကြွတော့သူကတထေသားလေးပေါ့ပုံနာလေးပေါ့မြတ်စွာဘုရားဆွမ်းခံကြွလာတာကြောင့်ကြီးတော့6သွဲကွန်မြူပြီးတော့တန်ဃာတော်မြတ်နဲ့တန်းပြီးကြွလာတာကြီးညိုလွန်းလို့တခါမှဒီလိုပုဂ္ဂိုလ်မျိုးမတွေ့ဘူးဒီလောက်လှတာဒီလောက်ချောတာဒါသူ့သုံးတဲ့သူတာပေါ့သုံးတာပေါ့ဒါကုခင်းနေဆိုတော့ဘာသာရေးနဲ့တော့ကြည်ညိုလိုက်တာအဲ့ဒါမဖြစ်ဘူးအဲ့တော့ကျောင်းတော်လိုက်ပြီးတော့သူ့ရဲ့ရုပ်ရည်ယူပကာယကိုအမြဲတမ်းကြည့်ရအောင်ငါယဟန်ဝစ်ပြီးတော့နေရင်တော့အမြဲတမ်းကြည့်ရမှာပဲဆိုသာသနာထဲမှာသူကတန်ត្រာကကျွတ်ချင်လွတ်ချင်လို့ဝိတ္တာမဟုတ်ဘူးခန္ဓာတန်ត្រာကြီးကျွတ်ချင်လွတ်ချင်လို့ဝိတ္တာမဟုတ်ဘူးအိုနာသေးကြောက်လို့လည်းဝိတ္တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အစင်းတော်ကိုရူပကာယတော်တင်းတောင်တင်းတယ်ကြီးကိုကြည့်ခြင်းလို့ဆိုပြီးတော့ဝတ်လာတာရည်ရွယ်ချက်ကတစ်မျိုးပေါ့အဲလိုဝတ်လာပြီးတဲ့အခါကျတော့မှမြတ်စွာဘုရားနောက်တကောင်းကောင်းလိုက်သွားလေရလိုက်မြတ်စွာဘုရားသိတော်မူလေအချိန်မကျသေးတော့မဟောသေးဘူးတရားဒါနဲ့ပဲတပြည့်တပြည့်သွားရင်နောက်ဆုံးကျတော့ရာဇကြိုပြီးဝေလုံးကိုကျောင်းတော်ရောက်အဲ့ဒီကျောင်းတော်ရောက်တဲ့အခါကျတော့သူလည်းပါသွားတော့မြို့ရဲဆွမ်းခံကြွရင်နဲ့ကျမ်းမာကြီးအတော်ထိကြိုက်ပြီးနေမကောင်းဖြစ်ကောဝဂ္ဂလိအဲ့လိုနေမကောင်းတဲ့အခါကျတော့ကုံဘကာရအိုးထိန်တဲ့အိမ်မှာမြတ်စွာဘုရားမင်းနေမကောင်းဘူးအဲ့ဒီမှာခိတ္တခဏသတင်းသုံးအောင်ကွအဲ့ဒီမှာနေခဲ့ဆိုပြီးအဆောင်တစ်ပါးနဲ့ထားခဲ့တာအဲ့ဒီမှာမြတ်စွာဘုရားကျောင်းပြန်ကြွလာတာပေါ့ဝေဒနာတွေကလည်းနှိမ့်ခြင်းအားခြင်းဆိုသလိုတပြေးပြေးနဲ့တက်ပြီးတော့လာလိုက်တာယောဂရိယဒုက္ခိတော့အတော့ကိုဆင်းရဲခြင်းသို့ရောက်တယ်အာဘာရိတော့အနာရိယလည်းနှိမ့်ဆက်လိုက်တာမပြောနဲ့ယောဂရိအနာရိယဘာလကံခန္ဒီကောဆိုတဲ့အတိုင်းမြဲဆွဲတခါတည်းသူ့ကိုဆွဲပြီးတော့အမြဲမှတ်သားလောက်အောင်နှိမ့်ဆက်နေတဲ့ယောဂရိဖြစ်နေတယ်အဲ့လိုဖြစ်နေတော့ဒါနဲ့ပဲငါတော့ဒီတောင်ကကြော်မှမဟုတ်တော့ဘူးငါသေရတော့မှာပဲဒိဋ္ဌိကမပြုတ်သေးတာဟုတ်ယုံနာပျက်စီးမယ်လို့လဲဆိုတဲ့ဉာဏ်လည်းမလာဘူးအကြောင်းချုပ်ရင်အကျိုးချုပ်မယ်ဆိုတဲ့ဉာဏ်လည်းမလာဘူးဩသေတတ်တဲ့တရားပျက်စီးတတ်တဲ့တရားမို့ပျက်စီးမယ်ဆိုတာလည်းမလာဘူးငါဒီတောင်ကမကြော်နိုင်တော့ဘူးတဲ့အဲ့တော့မသေးခင်လေးမှာဖယားကိုငါကြည့်သွားအောင်မယ်ဝါဒါနဲ့အလုံးကျေးပြောပြီးတော့ငါရှင်ရဲ့မြတ်စွာဘုရားကိုလျှောက်ပြီးပင်ပေးစမ်းပါဝဂ္ဂလိတော်ကြမှာကြီးအတော်ဆိုးပြီးတော့သေလို့နှီးပြားယောဂဝေနာဖြစ်စီနှိမ့်ဆက်ပြီးတော့နေပါပြီတဲ့မြတ်စွာဘုရားကိုဖူးခြင်းလို့ကြွပါအောင်ပေါ့လျှောက်ပေးပါဆိုတော့ဒါနဲ့သွားလျှောက်မြတ်စွာဘုရားလည်းသူ့အလိုလိုက်ပြီးတော့ကြွလာကုံမကာရအိုဒိန်တဲ့အိမ်ပေါ့အဲလိုကြွလာပြီးတဲ့အခါကျတော့မှသူကရှ िख ိုးဥချပြီးလက်ဦးလေးချပြီးစိဆက်မြတ်စွာဘုရားရဲ့ရူပကာယတော်ကြီးကြီးညိုပွဲကြီးကိုကြည်နေတဲ့မြတ်စွာဘုရားကိုတော့တော်တော်ကြီးညိုတာပေါ့ဗျာဒုက္ခတိကျိုးတော့လည်းရတဲ့လောက်ရမှာပေါ့ဒါနဲ့မြတ်စွာဘုရားကကြည်တော်မူပြီးတော့စေတဝဂ္ဂလိမင်းငါကိုပင်ခိုင်းတာမင်းသီလတွေနဲ့ပတ်သက်ပြီးတန်တရားရှိလို့မေးခြင်းမြန်းခြင်းလို့ပင်ခိုင်းတာလားကွာမဟုတ်ဘူးဖေရတဲ့ဘုရားသိရတာနဲ့မေးနေရဓမ္မမို့လို့ချင်းတမာရီတွေနဲ့ပတ်သက်ပြီးတော့တည်ကြည်မှုတွေနဲ့ပတ်သက်ပြီးတော့တန်တရားကုက္ကုဆတွေမေးစရာမြန်းစရာရှိလို့ငါဘုရားကိုမင်းပင့်ခိုင်းတာလားမဟုတ်ဘူးတဲ့
ဓမ္မမို့ရင်မင်းဝိပဿနာရှုမှတ်တဲ့နေရာမှာဉာဏ်နဲ့ပတ်သက်ပြီးတော့တန်တရားတွေမသိတာလေးတွေရှိတာမေးခြင်းလို့ငါဘုရားကိုပင်ခိုင်းတာလားဒါလည်းမဟုတ်ဘူးသီလလည်းမဟုတ်ဘူးတမာတိလည်းမဟုတ်ဘူးပညာလည်းမဟုတ်ဘူးလို့ဆိုတာအဲလိုမဟုတ်တော့မြတ်စွာဘုရားကဝဂလိရဲ့သီလတမာတိပညာဟာငါဘုရားရဲ့သာသနာတော်မှာအရေးကြီးတယ်ဒါရီနဲ့ပတ်သက်ပြီးတော့ငါဘုရားကိုမင်းရပင့်ခိုင်းတာမဟုတ်ပဲနဲ့ငါဘုရားရဲ့ရူပကာယတော်ကြီးဟောဒီအကောင်ဘုတ်ကြီးအဲ့ဒါကိုမင်းရဒစိမ့်စိမ့်ကြည့်ပြီးတော့ကြည်ညိုနေုံနဲ့မင်းမှာဘာမှသိပြီးတော့ထူးခြားမှာမဟုတ်ဘူးဒါကြောင့်မို့လို့အလံဝဂလိจิตဝဂလိအလံမသိပါကွာယုတ်ကြီးကိုကြည့်ပြီးတော့ဣမိနာပုရိကာယေနာဤခန္ဓာကိုယ်အကောင်ဘုတ်ကြီးကိုဒိဋ္ဌိနာကြည်နေသည်ဖြင့်တေသင်အားအလံဘာကျိုးမှမရှိပါဘာမှမင်းအတွက်ဘာမှကျေးဇူးမရှိဘူးတဲ့ဒီခန္ဓာကိုယ်အကောင်ဘုတ်ကြီးကြည်သည်ဖြင့်ကုသိုလ်ရယုံလောက်နေတော့မချေနှပ်ပါနဲ့ဝဂလိရဲ့ဣမိနာပုရိကာယေနဒိဋ္ဌိနဒီခန္ဓာကိုယ်အကောင်ဘုတ်ကြီးကြည်နေုံနဲ့မင်းမှာဘာမှအကျိုးမရဘူးဒီလိုမြတ်စွာဘုရားကသူ့ကိုဆုံးမပြီးတော့မှယောညင်ပုဂ္ဂိုလ်သည်ဓမ္မတရားကိုပတ္တံပတ္တတိမြင်၏သောထိုပုဂ္ဂိုလ်သည်မင်္ဂါဘုရားကိုပတ္တာမိမြင်တော်မူ၏တရားကိုမြင်မှငါဘုရားကိုမြင်တာတရားကိုမြင်မှဘုရားဘာကြောင့်ဖြစ်တယ်ဆိုတာတရားကြောင့်ဖြစ်တာတရားတွေသိသွားမှဘုရားရဲ့ဂုဏ်တော်တွေကိုအတိုင်းမရှိကြည်ညိုကြတယ်တရားမသိသေးမကြည်ညိုသေးဘူးပြောတာပေါ့ဗျာဒိဗေကတော့ငါဘုရားကိုမမြင်သေးဘူးခေါ်တာပေါ့ဟိထိုသံဃာတိမမဧကစေတေမဤယောခြင်းပုဂ္ဂိုလ်သည်ဓမ္မတရားကိုပတ္တတော်ပတ္တံတော်မြင်သည်ရှိသောအဟံငါဘုရားကိုပတ္တာမိမည်ငါဘုရားကိုပတ္တံတော်တကယ်စင်စစ်ဘုရားစစ်ကိုမြင်သည်ရှိသောဓမ္မတရားကိုလည်းပတ္တာမိမြင်တော့တယ်တရားကိုမြင်မှဘုရားမြင်တယ်ဘုရားအစစ်ကိုမြင်ပြီဆိုမှလည်းပဲတရားဆိုတာလည်းမြင်တဲ့အဲဒါမလို့ဒီနေရာမှာအပြန်အလှန်လေးပြောထားတာပေါ့အဓိပ္ပာယ်ကတော့ဒီတရားကြောင့်ဘုရားဖြစ်တာဘုရားဘာကြောင့်ဖြစ်တရားကြောင့်ဖြစ်အဲကြောင့်တရားကအဓိကဘုရားတို့မြတ်စွာဘုရားတရားမရခင်တုန်းကငါကိုမင်းတို့ပူဇော်ကြကြောကြရှ िख ိုးကြတခါမပြောဘူးကျင့်နေတာပဲသူကျင့်နေတာမပြောဘူးဘာမှနောက်ဆုံးကြမှာသူဘုရားဖြစ်သွားပြီးမှငါဘုရားဖြစ်ပြီသစ္စာသိပြီဒီလိုဝန်ခံတာအဲ့ဒါကြောင့်မို့လို့တရားကအဓိကဘုရားကိုဖြစ်စေတတ်တာဒါကြောင့်မလို့ဘုရားတရားကိုအလေးကရုပြုအဲ့ဒါကြောင့်ဝဂလိမင်းတရားကိုမြင်အောင်လှုပ်ဆမ်းပါတဲ့ဒါဖြင့်ဒီဝိတ္ထုကိုကြည့်ပြီးတော့သူ့ကိုကြည်ညိုတာတဲ့တရားအားထုတ်တာကိုသဘောကျတယ်အခုတို့တရားဓမ္မတွေဖရာသဘောအကျဆုံးအလုပ်ကိုလုပ်နေတာပဲဖရာပွင့်လာရင်ရဲ့ရည်ချက်ကလည်းဒီတိုင်းပဲဘုဒ္ဓဘောရိယဒိဏောတာရိယံဗုဒ္ဓမောစေယံဘုဒ္ဓသစ္စာလေးပါးမြတ်တရားကိုအဟံငါသည်တဲ့သိတယ်လို့ပဲဘုဒ္ဓဘောရိယံဘုဒ္ဓသစ္စာလေးပါးငါဘုရားသိတယ်လို့ဘောရိယံတတ္တဝါတွေလည်းအကုန်လုံးသိကြပါစေဘုဒ္ဓမောစေယံကိလေသာတွေလွတ်တယ်လို့တတ္တဝါတွေလည်းလွတ်ကြပါစေဒိဏောတာရိယံငါဘုရားတန္တရာတိဟူသော30ဘုံခကြီးကားတွေလွန်မြောက်အောင်ကုနိုင်တယ်လို့တတ္တဝါတွေလည်းကူးထွက်နိုင်ကြပါစေဟောဒီရည်ရွယ်ချက်3ခုအဲ့ဒါဘုရားဖြစ်လာတာပဲဒါကိုနားမလဲတော့ခင်ဗျားတို့ကပန်းလေးနဲ့ပူဇော်စီမီလေးနဲ့ပူဇော်ရေးလေးနဲ့ပူဇော်ဆွမ်းလေးတွေနဲ့ပူဇော်ကျေနပ်မဖြစ်ဘူးဘုရားဒါမလုံးနဲ့တော့မပြောဘူးလုံးပါကုသိုလ်ရပါဒီလောက်နဲ့မကျေနပ်ကြနေလို့ဒီလိုပြောလို့ရင်ဖြစ်ပါတယ်
ဘုရားအလိုကြကသစ္စာလေးပါးသိစေခြင်းနဲ့တတ္တဝါတွေကိလေသာတွေကလွတ်စေခြင်းနဲ့ကိလေသာတွေတော့ဒုက္ခတွေများနေတာဘုရားမြင်တော်မူတယ်ဟောဒီဩနာတိတန္တရာကြီးခန္ဓာတန္တရာကြီးကကျွတ်စေခြင်းနဲ့လွတ်စေခြင်းနဲ့ဒါဘုရားရဲ့ရည်ရွယ်ချက်ဒါကြောင့်မလို့ကျုပ်တို့မြတ်စွာဘုရားအမတန်ကြီးညိုစရာကောင်းတယ်ငါကိုမင်းတို့ပူဇော်ကြငါကိုဆွမ်းကပ်ကြငါကိုလှုပ်ကြွေးကြငါကိုလှူကြငါကိုမင်းတို့ဂယုစိုက်ကြဘယ်တော့မှမဟုတ်ဘူးဘယ်မှမဟုတ်မင်းတို့ကျင့်ကြစမ်းပါငါသေစာလေးပါးသိတယ်လို့မင်းတို့လည်းသိအောင်ကျင့်ကြစမ်းပါငါကိလေသာတွေကလွတ်အောင်မင်းတို့လည်းပဲလွတ်အောင်ကျင့်ကြစမ်းပါငါတန္တရာကြီးယာကူးမြောက်ခဲ့တယ်လို့မင်းတို့လည်းကူးမြောက်အောင်ကျင့်ကြစမ်းပါကျင့်ဖို့ပဲဟောတယ်ကျင့်ဖို့ပဲဟောငါအာမကုနဲ့ကိုအားကိုဒါလည်းပါသေးတယ်ဘုရားကဘုရားတို့ဘုရားဒါအမှန်ဆုံးပဲတရားတွေကအဲ့ဒါကြောင့်မို့လို့ဝက်ကလေးတဲ့မင်းကငါသေချာရှင်းပြမယ်တရားမြင်မှငါဘုရားကိုမြင်မဲ့အတွက်ကြောင့်မင်းတရားကိုရှုစမ်းမှပွားများစမ်းမှဆိုပြီးတော့တရားအလုပ်ပေးနည်းသင်ပေးတယ်ဝက်ကလေးယဟန်လေးကိုဝက်ကလေးတဲ့မင်းရဲ့ခန္ဓာကိုယ်ထဲမှာညာစိုက်ကြည့်စမ်းတယ်ခန္ဓာညာရောက်ပေါ်ဟောဒီဝေဒနာနှိမ့်ဆက်နေတဲ့ဝေဒနာလေးတွေမရှိဘူးလားစေကိုင်းလိုက်အောင်နှိမ့်ဆက်လိုက်ကျင်တာနှိမ့်ဆက်လိုက်ပူတာကနှိမ့်ဆက်လိုက်ကြိုက်တာကနှိမ့်ဆက်လိုက်အဲ့ဒီခန္ဓာမှာနှိမ့်ဆက်တတ်တဲ့သဘောတွေအဲ့ဒါတွေကဝေဒနာတွေပါပဲခံစားချက်တွေအဲ့ဒီဝေဒနာသဘောလေးတွေကိုသေသေးချာချာကြည့်စမ်းပါကွာတံကိမင်းရဲ့တိဝေဒနာဝေဒနာဟောတော့ဝေဒနာပေါ့ဗျာရုပ်ရှုတော့လဲရုပ်ပေါ့စိတ်ရှုတော့လဲစိတ်လို့ဟောမှာအခုကဝေဒနာအဓိကထားပြီးဟောတော့လဲဝေဒနာပေါ့တံကိမင်းရဲ့တိဝေဒနာနေသံဝါအနေသံဝါမင်းရဲ့ခန္ဓာကိုယ်ထဲမှာဉာဏ်နဲ့စိုက်ကြည့်စမ်းကွာကြိုက်တာခဲတာလေးတွေတွေ့သလားကွာတွေ့ပါတယ်ဗျာအဲ့ဒီကြိုက်တဲ့သဘောခဲတဲ့သဘောလေးကိုစူးစိုက်ကြည့်စမ်းငါဒီကမေးမယ်မင်းကဖြေဝေဒနာခံစားချက်ဆိုတဲ့ကြိုက်တဲ့သဘောလေးသည်နေသံဝါမြဲလေသလောအနိသံဝါမမြဲလေသလောကြည်စမ်းမှာမြဲတယ်မမြဲတယ်ဂယုစိုက်ကြည်စမ်းမှာဒါဟုပဲရှိမရှိအကဲခတ်စမ်းမှာဒီလိုပြောတာကဲခတ်လိုက်တော့စေဆိုမရှိတော့စေဆိုမရှိပြန်ဘူးအောင်ဆိုမရှိတော့ပြန်ဘူးတမျိုးပြီးတမျိုးပြောင်းသွားတမျိုးပြောင်းလဲပြီးတော့ပေါ်နေတာဝေဒနာတွေအမျိုးမျိုးပဲတမျိုးတည်းမဟုတ်ဘူးဒါနဲ့သူအပြေတဲ့အာနိစ္စံဗန္ဒေဘုန်းတော်ကြီးများမြတ်စွာဘုရားအာနိစ္စံမမြဲပါဘူးဖရာသူတခါမှစိုက်မကြည့်ဘူးခန္ဓာတွေကိုညာစိုက်မကြည့်ဘူးတခါမှသူကတခါတည်းရုပ်ချောတယ်လှတယ်ဖရာလှတယ်ဒါပဲကြည့်နေတာသူကအခုတော့မှစိုက်ကြည့်လိုက်တော့အနိစ္စံဗန္တိမမြဲပါဖရာဟောအနိစ္စလက္ခဏာလေးတစ်ချက်တွေ့သွားလောက်ကျေးဇူးများတယ်ယံပနနိစ္စံဒုက္ခံဝတံဒုက္ခံဝါတိဒုက္ခံဝတံဒုက္ခံဝါတိဟောဒီမမြဲတဲ့သဘောလေးကိုမင်းဟာချမ်းသာတယ်လို့ဆိုမလားဆင်းရဲတယ်လို့ဆိုမလားဒါမှမဟုတ်ဆင်းရဲတယ်လို့ဆိုခြင်းသလားချမ်းသာတယ်လို့ဆိုခြင်းသလားဒုက္ခံဝတံဒုက္ခံဝါတိမမြဲတဲ့သဘောလေးမင်းဘယ်လိုဆိုမလဲတဲ့မင်းညာနဲ့ပြောစမ်းတယ်ဒီချာကြည့်မမြဲတာကိုဒါချမ်းသာတယ်လို့မဆိုနိုင်ဘူးတဲ့ဆင်းရဲတယ်လို့ပဲဆိုနိုင်ရမယ်ဒုက္ခံဗန္တိဘုန်းတော်ကြီးများမြတ်စွာဘုရားဒုက္ခံဆင်းရဲပါတယ်ဖရာဒါကြောင့်အနိစ္စများများတွေ့လာရင်ဆင်းရဲတော့တာပဲအပြည့်များများတွေ့လာရင်သူကဒါဒုက္ခသစ္စာဆင်းရဲတယ်ဒီပြည့်နေတာဆင်းရဲတာကြာကြာကြည့်ပါများလားသိလာတာသူကဉာဏ်တက်သွားပြီဒုက္ခံဗန္တိလို့ဟောဖြေပါတယ်လက္ခဏာနှစ်ချက်ရသွားယံပနနိစ္စံဒုက္ခံဟောဒီဒုက္ခဆင်းရဲတဲ့သဘောဟာယံပနနိစ္စံဒုက္ခံဝိပရိနာမဓမ္မံဒုက္ခံနောက်မှာဝိရိနာမဓမ္မလေးထည့်ထားသေးတယ်ဖောက်ပြန်ပျက်စီးနေတဲ့သဘောလေးကိုအဲ့ဒါကိုဒုက္ခတဲ့ဟိုနာရာကျင်နာကြိုက်တဲ့ဒုက္ခကိုမဆိုလိုခြင်းဘူးဒီမှာဘုရားမယူစေခြင်းဘူး
အဲဒါမလို့ယံပနာနေဆံဒုက္ခံဒုက္ခံရဘာယူမလဲဝိပရိနာမဒုက္ခဖောက်ပြန်ပစ္စည်းတဲ့ဒုက္ခပစ္စည်းတဲ့ဒုက္ခပေါ့နာဒုက္ခဟုတ်လားဖြစ်ဒုက္ခပြည့်ဒုက္ခအဲ့ဒီပြည့်ဒုက္ခကိုအဓိကထားပြီးတော့ဘုရားဟောတာယဗနာနေဆံဒုက္ခံဝိပရိနာမဓမ္မအဲ့ဒီလိုမမြဲတဲ့သဘောဆင်းရဲဖောက်ပြန်ပျက်စီးနေတဲ့သဘောကိုကံလနုတံသမနုပတိတုံဧတမမဧသောမတ္တမိဧသောမိအတ္တတိဖောက်ပြန်ပျက်စီးတဲ့ဆင်းရဲတဲ့သဘောလေးကိုငါကိုမင်းလုတ်ကြည့်စမ်းရလားကိုလည်းမရှိပါဘူးသဘောမြလေးပဲရှိအဲတော့ငါကိုလည်းလှုပ်လို့ရသလားကြည့်ပါငါဟာငါဥစ္စာအဲဒါမလို့ငါကိုငါဟာငါပစ္စည်းရဲ့လို့မင်းလှုပ်ကြည့်စမ်းပါဆိုတော့ तू စမ်းကြည့်တယ်စိတ်ဆိုနားလိုက်ဒါငါကိုပါသလားမပါဘူးငါပါသလားမပါဘူးပုဂ္ဂိုလ်တော်ပါလားမပါဘူးဒါငါကိုရောဟုတ်ပါမလားမဟုတ်ဘူးငါဥစ္စာရောဟုတ်ပါမလားမဟုတ်ဘူးဖြစ်ချင်းနဲ့ဖြစ်လိုက်တာပဲပြည့်ချင်းနဲ့ပြည့်လိုက်တာပဲငါကငါဟာငါပစ္စည်းမဟုတ်ဘူးမနေ့ကဟောတယ်လို့အနတ္တသဘာဝသုံးညတသဘာဝတွေခန္ဓာပုဂ္ဂိုလ်တော်စိတ်သုံးတဲ့သဘောလေးများပေါ်ပြီးသဘောလေးများပျက်စီးနေတဲ့သဘောဖြစ်ပြသဘောတွေဧရတမလို့ဧတမမဧသောမတမေဧသောမိအတ္တငါကူငါဟာငါပစ္စည်းရဲ့လို့မင်းလှုပ်လို့ရပါမလားလှုပ်ကြည့်စမ်းလှုပ်ချင်းငါသိမ့်ပါမလားဒီလိုမေးလိုက်တာမေးလိုက်တော့သူကသေချာညာနဲ့စိုက်ကြည့်ပြီးတော့မှနောဟေတံဗန္တိဗန္တိဘုံတော်ကြီးမမြတ်စွာဘုရားနောဟေတံမသိမ့်ပါဖေယငါဟာလည်းလှုပ်လို့မရပါဘူးငါပစ္စည်းလည်းလှုပ်လို့မရပါဘူးဖေယငါကူလည်းမဟုတ်ပါဘူးတဲ့သူကမဖြစ်ချင်းနဲ့ဖြစ်လိုက်တာပဲဖေယပြက်ချင်းနဲ့ပြက်သွားတာပဲဖေယတဲ့သူကောင်းကောင်းဖြေတတ်နေပြီညာဆိုင်တော့အဲ့ဒီလိုမေးလိုက်တယ်ဒါဘာခန္ဓာကိုမေးတာလဲဆိုတော့ပစ္စုပန်တဲ့ခန္ဓာကိုမေးနေတာပေါ်စဲလေးခန္ဓာကိုမေးနေတာအဲ့ပေါ်စဲလေးကကြည့်မြဲသလားမမြဲသလားမမြဲဘူးမမြဲတာကိုမင်းချမ်းသာတယ်လို့ယူမလားဆင်းရဲတယ်လို့ယူမလားဆင်းရဲတယ်လို့ယူမယ်ကဲအဲ့ဒီမမြဲဖောက်ပြန်ပျက်စီးသွားပြီမရှိတော့တာကိုမင်းကငါ့ကိုငါဟာလှုပ်ကြည့်စမ်းလှုပ်လို့ရသေးလားမရှိမှမရှိတာငါဟာငါပစ္စည်းဘယ်လှုပ်လို့ရတော့မလဲရှိတော့မရှိတော့တဲ့ဥစ္စာအဲတော့နောဟိတံဗန္တိဟောပေါ်စဲလေးရဲ့ဖြစ်မှုပြက်မှုလက္ခဏာလေးကိုမြင်ပြီးတော့မေးနေတဲ့အမေဒါပစ္စုပန်ကိုရှုခိုင်းနေတာလို့ဆိုရမယ်ကဲပစ္စုပန်တော့သူရှင်းသွားပြီညာသုံးချက်နဲ့မမြဲဘူးဆင်းရဲတယ်အနတ္တငါကိုငါဟာငါပစ္စည်းပိုင်ဆိုင်မှုမရှိဘူးဒါသိသွားပြီလူသဘောပေါက်သွားပြီပေါ်စဲလေးမှာပစ္စည်းလေးမှာပစ္စုပန်တဲ့ခန္ဓာပေါ့ပေါ်ခန္ဓာလေးမှာသဘောပေါက်သွားပြီဒါလောက်နဲ့ပေါက်ုံတဲ့သဘောမပိုင်သေးဘူးလိုသေးတယ်ထင်ပြီးမြတ်စွာဘုရားထပ်ပြီးတော့တခါထပ်ဟောပါတယ်တသမတိဟဝဂလိจิตဝဂလိတသမထို့သောမင်းပစ္စုပန်ခန္ဓာလေးကိုဒီလိုမြင်လို့ရှိရင်အနိစ္စဒုက္ခအနတ္တလို့မြင်လို့ရှိရင်ယံကိဉ္စီဝေဒနံယံကိဉ္စီဝေဒနာအလုံးစုံဝေဒနာကိုဆိုလို့လေယံကိဉ္စီဝေဒနာဆိုတာအလုံးစုံဝေဒနာဆိုတာဘယ်လိုလဲဆိုတော့သူကဘုရားရှင်းပြတယ်အတ္တိတာနာဂတပိစုပန္နံကာလနဲ့အရင်ပြောတယ်ကာလနဲ့အတ္တိတံနဲ့အခုပိစုပန်တဲ့လေးအဲ့ဒီဝေဒနာလေးမမြဲတယ်လို့ဟိုးမင်းအတိတ်လွန်ခဲ့တဲ့ခံစားချက်တရားကိုမြဲတဲ့ဝေဒနာရဲ့လို့ရှိပါမလားကွာရှင်ဘုရားအခုပေါ်စဲလေးတောင်မှပဲမမြဲတယ်ဆိုတာဟိုအတိတ်ကပြီးခဲ့တာတွေကလည်းမမြဲလို့ပျက်စီးကုန်တာပေါ့ဗျာဟောအတိတ်ကိုလှမ်းပြီးတော့ညံလေးနဲ့လှည့်ရှုလိုက်တာပေါ့ဗျာဒါရင်လွန်ခဲ့တဲ့အတိတ်ကတော့ဖြစ်ခဲ့တဲ့ဝေဒနာတွေကလည်းတစ်စုံတစ်ခုမှမမြဲဘူးဆင်းရဲတယ်
ငါကူငါဟာငါပစ္စည်းရဲ့လဲမပါဘူးလှုပ်လို့လဲမရခဲ့ဘူးတိတ်ကတော့လဲဟောအတိတ်ပါပြန်ပြီးတော့ညာချက်လိုက်တာပေါ့ပြစ္ဆုတ်ပန်တဲတဲလေးမှညာရီအတိတ်ကိုပြန်ချက်လိုက်ကာလနဲ့ဝေဖန်ပြတာဟုတ်ဗျအဒီတံနဲ့အနာဂတံအခုပြစ္ဆုတ်ပန်ကာလလေးမှမင်းမမြဲတယ်လို့ဆင်းရဲတယ်လို့ကိုမပိုင်မဆိုင်တယ်လို့နောက်ထပ်အသစ်ပေါ်မဲ့ဝေဒနာတွေကမင်းချမ်းသာမယ်မြဲမယ်ချမ်းသာမယ်ခိုင်မယ်လို့မင်းထင်သလားတဲ့မထင်ပါဘူးနောင်လာမဲ့ပေါ်မဲ့ဝေဒနာလေဒီဝေဒနာလိုပဲမမြဲပါဘူးဖေဟာဆင်းရဲအောင်မှာပါဖေဟာကိုဘလို့မှငါကူငါဟာလွတ်လွတ်လဲရမှာမဟုတ်ပါဘူးပိုင်ဆိုင်မှုလည်းမရှိပါဘူးဖေဟာလို့ဒီလိုတခါလျှောက်ပြန်ဒါမြင်အတိတ်အနာဂတ်ပိဿုပံကာလ၃ပါးလုံးမှာသူဉာဏ်ရှင်းသွားပြီဒါကာလနဲ့ဝေဖန်ပြအဲလိုကာလနဲ့ဝေဖန်ပြီးတော့မှတခါတန်တန်နဲ့ဝေဖန်ပြီးတော့မြတ်စွာဘုရားရှင်းပြဣဇဓမ္မဗိဓမ္မာဣဇဓမ္မမင်းရဲ့ခန္ဓာကိုယ်အတွင်းမှာဒီလိုပေါ်လာတဲ့ပစ္စည်းလေးတွေပေါ်လာတဲ့သဘောလေးတွေဟာပြည့်တယ်လို့မမြဲဆင်းရဲကိုမပိုင်မဆိုင်တယ်လို့သူများတွေရဲ့တဏ္ဍာမှာအပြင်မှာရှိကြတဲ့ယုံနာဓမ္မသင်္ခါရတွေရောမြဲမလားချမ်းသာမလားပိုင်မှုဆိုင်မှုရှိမလားဒီလိုမေးလိုက်တယ်ရှင်ဗျာတဲ့မိမိခန္ဓာကိုယ်အတွင်းမှာပေါ်တဲ့သဘောတွေပြည့်တယ်လို့သူများတွေရဲ့ခန္ဓာတွေမှာပေါ်တဲ့သဘောတွေကလည်းဒီလိုပဲတပိတော်တို့ခန္ဓာမှာပေါ်တဲ့သဘောတွေလိုပဲပျက်စီးကုန်မှာပါဒါကြောင့်မလို့အတွင်းမှာပြည့်တယ်လို့အပြင်မှာလည်းပဲ30ပုံအတွင်းမှာရှိတဲ့ပစ္စည်းရမှန်တယ်မြတွေခန္ဓာတွေမှန်တယ်မြတွေတတ္တဝါတွေမှန်တယ်မြတွေယုံနာဓမ္မသင်္ခါရတွေအကုန်လုံးပျက်စီးမှာပါဖေယာဆိုတော့တချို့ကကိုယ်ခန္ဓာတွေစိုက်ကြည့်တော့ပြက်တယ်လို့မြင်သာသမီခန္ဓာကြည့်တော့ချောတယ်လှတယ်ချစ်စရာလို့ထင်တာအဲ့ဒါလည်းမဟုတ်သေးဘူးပေါ့ဗျာအတွင်းတော့ဖြစ်ပြမြင်ပြီအပြင်ကြတော့ဖြစ်ပြမမြင်လည်းမဟုတ်သေးဘူးအဲဒါမှမဟုတ်အဲ့ဒါအစ္ဆဒဗေဒ2မျိုးအနေနဲ့မေးပြတာဘုရားကရှင်းပြတာအစ္ဆဒမဗေဒံဝါဒါတန်တန်နဲ့တဘာဝနဲ့ဟောမယ်ဩလာရိကံဝါဒုက္ခမံဝါဩလာရိကံဝါမေခန္ဓာကိုယ်မှာတအားပူတဲ့တအားပြင်းထန်တဲ့ဝေဒနာပြည့်တယ်လို့နူးညံ့သိမ်မွေ့တဲ့ဝေဒနာလေးတွေအဲ့ဒါတွေရောဘယ်နဲ့နေမလဲကွာတဲ့မြဲပါမလားချမ်းသာပါမလားကိုယ်ပိုင်ကိုယ်ဆိုင်လုပ်လို့ရပါမလားရှင်ဘုရားကြမ်းတမ်းတဲ့ဝေဒနာတွေပြည့်စည်တယ်လို့ပဲနူးညံ့သိမ်မွေ့တဲ့ဝေဒနာလေးတွေကလည်းပဲထုံနည်းတူစွာပဲမမြဲပါဘူးဖေဟာဆင်းရဲပါတယ်ဖေဟာပိုင်ဆိုင်မှုလုပ်လို့မရပါဖေဟာဒါမြင်ကြမ်းတမ်းတဲ့ဝေဒနာတွေပြည့်တယ်လို့ကြမ်းတမ်းတဲ့ဝေဒနာတွေပြည့်စည်တယ်လို့နူးညံ့တဲ့ဝေဒနာလေးတွေလည်းပြည့်စည်တယ်ဥပမာဆိုကြပါစို့အမတန်ကြမ်းတမ်းတဲ့ကြောက်ခဲကြီးတွေတနေ့ကြတော့ပြည့်စည်တယ်လို့နူးညံ့သိမ်မွေ့တဲ့ခွန်းလေးတွေလည်းပြည့်စည်တယ်ဒီသဘောမျိုးပါအမတန်ကြမ်းတမ်းတဲ့ရုပ်အဆိုင်ခဲကြီးတွေဆင်ရုပ်ကြီးတွေဆင်ရဲ့ခန္ဓာကိုယ်ကြီးတွေပြည့်စည်တယ်လို့ဒီပွဲစိတ်လေးမှာရှိကြတဲ့ခန္ဓာတွေကလည်းတေးသေးလေးတွေကလည်းမုံမုံလေးတွေကလည်းပြည့်စည်တာပဲနူးညံ့သိမ်မွေ့တဲ့ခန္ဓာတွေလည်းပြည့်စည်တာပဲဟောဒီငရဲခန္ဓာတွေပြည့်စည်တယ်လို့အမတန်နူးညံ့တဲ့နတ်ခန္ဓာပြမခန္ဓာတွေလည်းပြည့်စည်တာပဲဒီလိုအဓိပ္ပာယ်ပြောနေတာဒါမြင်ကြမ်းတမ်းတာလည်းပြည့်တာပဲအလတ်စားလည်းပြည့်တာပဲအနုစားလေးလည်းပြည့်တာပဲဒီလိုသိစေခြင်းတယ်အဲဒါကြောင့်တဘာဝအနေနဲ့ဩလာရိကံဝါဒုက္ခမံဝါလို့မေးတယ်နောက်တကမေးတယ်အခု9ချက်ရှိသွားပြီမေးတာ17ချက်မေးရမှာဟုတ်နောက်4ချက်ကြံသေးတယ်တဘာဝနဲ့မေးပြီးတဲ့ခါကျတော့ဘာနဲ့မေးလဲဆိုတော့ဇတ်နဲ့မေးသေးတယ်ဟိနံဝပဏိတံဝါဟိနံဝယုံနံနဲ့ခွေးတိရစ္ဆာန်ငရေသားတွေရဲ့ယုတ်ခန္ဓာနံခန္ဓာဝေဒနာတွေပြည့်စည်တယ်လို့ပဏိတံဝါအလွန်မွန်မြတ်တဲ့ဘုရားယန္တာတွေရဲ့ယုတ်ဒီနံဒီဝေဒနာတွေရောမပြည့်စည်ဘူးလားတဲ့
ကျန်တဲ့ယုံညံ့တဲ့ယုံနံခန္ဓာတွေပျက်စီးသလိုမွန်မြတ်တဲ့ဘုရားခန္ဓာယန္တာရဲ့ခန္ဓာတွေလည်းတနေ့ကြတော့ပျက်စီးပါတယ်ဘုရားမမြဲပါဆင်းရဲပါတယ်ကိုယ်အလိုတစ်ခုမှမလိုက်ပါပိုင်ဆိုင်မှုမရှိပါဒါဝက်ကလေးကိုနည်းနည်းလေးညံလေးတွေချက်ပြနေတာအဲ့တော့ဇတ်အားဖြင့်လေယုံညံ့တဲ့ဇတ်မှာဖြစ်ကြတဲ့တတ္တဝါတွေပျက်စီးတယ်လို့နုအမတမမွန်မြတ်တဲ့ဇတ်မှာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေလည်းပျက်စီးတယ်ဒီလိုဟောလိုက်တာနောက်ပြီးတော့မှတခါထပ်မေးသေးတယ်ယန္တုရေတဏိကေဝါဟောဒီမိမိခန္ဓာအဲ့ဒီမိမိခန္ဓာထဲမှာယုံနာဓမ္မသင်္ခါရတွေဟာအနည်းဆုံးဖြစ်တဲ့အတွက်ကြောင့်ဟောဒီအနည်းဆုံးမှာဖြစ်တဲ့ယုံနာဓမ္မတွေပြည့်စည်တယ်လို့ဟိုးပြမပြမရှိတဲ့ယုံနာတွေဘယ်နဲ့နေမလဲဟိုငရဲပြမရှိတဲ့ယုံနာတွေရောဘယ်နဲ့နေမလဲနတ်ပြမရှိတဲ့ယုံနာတွေရောဘယ်လိုနေမလဲနိုင်ငံခြားမှာရှိတဲ့ယုံနာတွေရောဘယ်နဲ့နေမလဲဒါပေမဲ့အနည်းမှာပြည့်စည်တယ်လို့ဟိုးအဝေးကြီးမှာရှိတဲ့ယုံနာဓမ္မသင်္ခါရတွေလည်းပျက်စီးတာပါပဲဖေဟာအိဋ္ဌမမြဲပါဘူးဒုက္ခဆင်းရဲပါတယ်နတ္တကိုယ်ပိုင်ကိုယ်ဆိုင်မလုပ်လို့မရပါဒါဒေသနဲ့မေးတာအဲ့တော့1နံပါတ်ကာလနဲ့မေးတယ်2နံပါတ်တန်တန်နဲ့မေးတယ်3နံပါတ်သဘာဝနဲ့မေးတယ်4နံပါတ်ဇတ်နဲ့မေးတယ်5နံပါတ်အယက်ဒေသနဲ့မေးအဲ့လိုမေးလိုက်တော့အကုန်လုံးတခါတည်းကြေဆင်းသွားတာပေါ့ဗျာ30ပုံတွဲမှာရှိတဲ့ယုံနာဓမ္မသင်္ခါရတွေဟာအကုန်လုံးဒီတိုင်းကြီးပဲဆိုတာစိတ်ထဲမှာတခါတည်းဉာဏ်ထဲမှာမြင်သွားတယ်ဝက်ကလေးအဲ့လိုမြင်သွားတော့မှသူဉာဏ်လေးရတော့ဟုတ်လာပြီဆိုတော့မှသဗ္ဗရူပံသဗ္ဗံဝေဒနာလုံးစုံသောယုတ်တွေလုံးစုံသောဝေဒနာတွေကိုနေဓမ္မမနေသောအမတ္တမိနမေသောအတ္တတိဟရိလိုငါကိုငါဟာငါပစ္စည်းမဟုတ်ဘူးလို့မင်းအမြဲတမ်းရှုနေစမ်းပါကွာဖြစ်ပြီးပြတဲ့သဘောတွေပဲဖြစ်ပြီးပြတဲ့သဘောတွေပဲဒါဆရာတော်ကြီးဟောတဲ့နည်းနဲ့ဆိုရင်တော့ဖြစ်ပြီးပြတာရှုလိုက်ရင်အနိစ္စဒုက္ခအနတ္တတွေအကုန်လုံးပါသွားတာပါပဲသူကဆိုဆင်ချီရနဲ့တူတယ်ဆိုပြီးဟောတာအဲ့ဒီလိုတကားတဲ့အတိဏကပိစုပ္ပန်နေလဲမေးဣဇဒဗိဒ္ဓသဏ္ဍာန်နေလဲမေးကျန်တဏနုညဏတွေလဲမေးယုံညံ့နဲ့မွန်မြတ်တာတွေလဲမေးဒေသတွေလဲမေးပြီးတဲ့နောက်မှဒီလိုရှုနေတော့ဆိုပြီးတော့ဒါမြင်ဉဏ်လေးကိုဟောလိုက်တာအဲ့ဒီမြင်ဉဏ်ဟောပြီးမှဧဝံပတ္တဘိက္ခဝေသူတဝါရိယတာဝကောအဲ့ဒီလိုအကြမြင်ရှိပြီးတဲ့တပည့်သည်အရိယာတပည့်ဖြစ်သွားပြီသူအရာဟောလိုက်တော့အကြမြင်ဘုဒ္ဓတာလေးသူရှိသွားပြီရှုတတ်မှတ်တတ်သွားပြီအဲ့လိုရှုလို့ချင်းဧဝံပတ္တဘိက္ခဝေသူတဝါရိယတာဝကောရူပသမိန်နိဗ္ဗိန္ဒတိရှုกว่าတယ်ဒီတိုင်းရှုနေလို့ရှိရင်ရုပ်ရှုတဲ့လူကလည်းရုပ်မုံမှာပဲဝေဒနာရှုတဲ့လူကဝေဒနာမုံမှာပဲစိတ်ရှုတဲ့လူကစိတ်မုံမှာပဲမင်းဝေဒနာရှုရင်လည်းဝေဒနာမုံပဲရှုအဲဒါကြောင့်မလို့ဝေဒနာယနိဗ္ဗိန္ဒတိနိဗ္ဗိန္ဒံဝိရိဇတိဝိရာဂဝိမုစ္စတိဝိမုဒ္ဒသမေဝိမုဒ္ဒဉာဏဟောတိမင်းအဲ့လိုရှုပါများလာလို့ရှိရင်ဝေဒနာပေါ်မှာမင်းညီငွေပြီးတော့ဝေဒနာရဲ့လို့မတွေ့တော့ဘူးဟောဒီဖြစ်ပျက်ပေါ်မှာတခါတည်းညီငွေဆက်ဆုပ်ပြီးတော့ဒီဖြစ်ပျက်နဲ့မနေခြင်းတော့ဘူးဒီဖြစ်ပျက်နဲ့ဒီဖြစ်ပျက်ကိုလည်းမလိုချင်တော့ဘူးဆိုတဲ့စိတ်ပေါ်လာလိမ့်မယ်အခုနမြင်ညာကြာကြာရှုပါတော့မုံညာရလာလိမ့်မယ်အဲဒီလည်းမုံလည်းမုံပြီးရောတော်ပြီဆိုပြီးတော့အဆုံးသတ်လိုက်တော့ဝိရာဂဝိမုစ္စတိဝိမုဒ္ဒသမေဝိမုဒ္ဒဉာဏဟောတိဟောမလိုလည်းမလိုခြင်းရောဆုံးတာဝိမုဒ္တိဖြစ်ပြလွတ်သွားပြီဟောဖြစ်ပြလွတ်တာကနိဗ္ဗာန်ဖြစ်ပြချုပ်သွားတာကနိဗ္ဗာန်သိတဲ့ဉာဏ်ကမဲ့ဉာဏ်ဘုံဉာဏ်ဖြစ်ပြီးကိလေသာတွေတတ်ပြီအစင်းစင်းတတ်သွားတော့ခိနာဇာတိနောက်ဆုံးယဟန္တာဖြစ်ရတဲ့ဇာတိပရိသန္တိမနေရတော့ဘူးခိနာဇာတိပရိသန္တိနေမှုကုန်ပြီဝိသီတံမြမစရိယံမြတ်တဲ့အကျင့်တွေကိုလည်းမလေးပါဖို့လေးပါတွေကျင့်သုံးပြီးပြီကတံကရဏီယံပြုစဉ်ပြုတိုက်တဲ့ဥစ္စာတွေလည်းပြုပြီးပြီပယ်ပြီးပြီတာပြီးပြီနာပရံဣတတယာတိပဇာနာတိနောက်ထပ်ခန္ဓာပရိသန္တိနေဖို့နောက်ထပ်ကျင့်ဖို့လည်းမရှိတော့ဘူးလို့သူကိုယ်သူကောင်းကောင်းမွန်မွန်သိပြီးယန္တာဖြစ်သွားလေတယ်ဝက်ကလေးအဲ့ဒါကတော့ကတဉဏ်ဟောလိုက်တာပေါ့ဗျာပထမကဉာဏ်သစ္စာဉာဏ်
နောက်တော့မုံညာဆိုတော့ကိစ္စညာပေါ့ဒီတိုင်းအထုတ်သွားရင်ပြီးပြီဆိုတဲ့ညာကတ္တညာအဲ့လိုကြိုးစားပါဝက်ကလေးရလည်းပြောဝက်ကလေးလည်းတင်မတပိတော်သဘောပေါက်ပြီးဖရာတရားကိုတပိတော်မြင်လာပြီးကြိုးစားတော့မယ်ဆိုပြီးတော့ဂိစကုတ်တောင်ခြေရင်းမှာကာလသိလာဆိုတဲ့ကြောင်းညိုချက်ကြီးပေါ်မှာတီထားတဲ့ကြောင်းလေးကိုသူ့ကိုပို့ခိုင်းပြီးအဲ့ဒီကြောင်းလေးမှာနေလားငါလားကြိုးစားပေါ်များအားထုတ်လိုက်တာများမကြမီမှာရမ်းတာဖြစ်သွားတယ်ဝေဒနာတွေကလည်းအလွန်နှိမ့်ဆက်တာနိုင်အောင်ရှုသွားတာပဲရှုပြီးတော့အဲ့ဒီမှာနောက်ဆုံးစားရတော့တွေ့တာတော့ကဲဒီခန္ဓာဝင်ကြီးကမြန်မြန်ချမှပြည့်ညက်ချက်ကလည်းဘုရားရဲ့ပြည့်ညက်ချက်တွေကလည်းမရှိသေးတော့မြန်မြန်ဝင်ချတာကောင်းပါတယ်ဆိုပြီးခန္ဓာကြီးရှိတာကိုမနေချင်တော့ဘူးတဲ့လေပင်ဓာတ်နဲ့လှီးပြီးတော့ပြိဋိဘန္နဓာတ်ကိုယူတော်မူတဲ့ပြိဋိဘန္ပြုတဲ့မြတ်စွာဘုရားကိုလည်းလျှောက်လိုက်ပါဝက်ကလေးရုပ်ဘောလည်းမဆွဲတော့ပါဘူးဝေဒနာဘောလည်းမဆွဲတော့ပါဘူးတင်ညာဘောလည်းမဆွဲတော့ပါဘူးသင်္ခါရဘောလည်းမဆွဲတော့ပါဘူးဝိညာဉ်တွေဘောလည်းမဆွဲတော့ပါဘူးခန္ဓာ၅ပါးယုံနာတရားတွေဘောအကုန်လုံးအစွဲပြုတ်ပြီးတော့ပြိဋိဘန္စံပြီးလို့လျှောက်လိုက်ပါအဲ့လိုလျှောက်တော့ဘုရားသာဓုခေါ်တယ်သာဓုသာဓုစေတဝက်ကလေးတရားမြင်သွားတော့ငါဘုရားအစစ်တွေ့သွားပြီငါဘုရားအစစ်တွေ့ရင်လည်းတရားတွေ့ပြီဆိုပြီးသာဓုခေါ်တဲ့အဲ့ဒါတရားရှုမှတ်မှဘုရားသဘောကျတယ်သူကြည်ညိုယုံနဲ့သဘောမကျဘူးဒါကြောင့်တို့ဘုရားအမတန်ကြည်ညိုစရာကောင်းတယ်သူဘလောက်ကရုဏာတနာတယ်ဆိုတာစဉ်းစားကြပြီးတော့